အထင်မြင်မှလည်းမနိုင်ပါနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကနှစ်ယောက်ကသူကလည်းလိုက်ထင်တာမှလည်းကိုလည်းမသိကိုရီးယားအမှန်တိုင်းပြောရတော့တယောက်နဲ့တယောက်တခါလေးစနောက်တရားလည်းအရင်အလွန်အကျွံနေစနောက်တာလည်းရှိတယ်အဲ့မှာဆိုလည်းသူတို့မိဘကြီးလည်းရှိတယ်အမှန်တိုင်းပြောမင်းသမီးအများကြီးလည်းရှိတယ်အဲ့လိုကျွန်တော်တို့ကကလေးလိုပဲစနောက်ကြတယ်ဒါပေမဲ့ရှင်မရဒီကိုယ်တိုင်လည်းကျွန်တော်တို့နေရာရဲ့စိတ်ကျွန်တော်တို့ဒီမောင်နှမလိုပဲနေတယ်တယောက်နဲ့တယောက်ရင်းနှီးဆက်ဆံတယ်တယောက်နဲ့တယောက်တိုင်မော်တိုင်မဲ့ရင်ဖူးလည်းဖြစ်တယ်ပေါ့မနိုင်ပြောရရင်တော့အမှုပညာတရုပ်ဆောင်တော့ကျွန်တော်တို့တယောက်ကမောင်နှမလိုပဲကိုမနိုင်ပြောကိုရင်ဖွင့်ချင်တာလဲသူရင်ဖွင့်ချင်တယ်ကိုရင်ပဲမနိုင်ပြောမောင်နှမလိုအမေကသာမမွေးထားရုံပဲတယောက်နဲ့တယောက်ရင်ဖွင့်တိုင်မဲ့လည်းဖြစ်နေတဲ့အခါကျတော့ဒီခါလေးချင်းလို့သူလိုက်တင်လာတဲ့အခါကျကိုလည်းမသိလိုက်တာပေါ့အဲ့လိုတယောက်နဲ့တယောက်စိတ်လို့ကိုလိုလေးနဲ့ဖြစ်သွားပြီတယောက်နဲ့တယောက်စားနောက်အဲ့လိုအားလေးရှိပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့တော့သိပြီးတော့မဖြေရှင်းတော့ရှင်မရဒီကိုယ်တိုင်လည်းပဲကရှင်းတဲ့ဦးလုံးကတည်တဲ့အတွက်တချို့ကတော့တစိတ်ကိုတည်းလို့ပြောကြမယ်ဒါပေမဲ့ကျွန်တော်ဘက်ကမှားသွားတာကျွန်တော်ဘက်ကမှားသွားတဲ့အတွက်ကျွန်တော်အနေနဲ့လည်းပြောစရာဆိုလို့လည်းမရှိဘူးနောက်တစ်ခုကအကောင်းဘက်ကမြင်တော့အကောင်းလိုပဲဖြစ်မှာပဲမကောင်းဘက်ကမြင်တော့မကောင်းလို့ဖြစ်မှာပေါ့